အဖွားကိုမကွယ်လွန်ခင်မှာကောင်မလေးကိုရှုပ်အချက်တစ်ခုပြောခဲ့ပါတယ်ဒါကတော့သူတေဆုံးပြီးနောက်ပိုင်းမှာနန်းတော်တစ်ခုကိုဝယ်ယူနိုင်မယ်ဆိုရင်သူမကတညလဲနဲ့ချမ်းသာကြွယ်ဝလာပြီးဘဝကံကြမ္မာတစ်စစ်ချိုပြောင်းလဲသွားလိမ့်မယ်လို့ပြောခဲ့တာပါဒါပေမဲ့ကောင်မလေးကတော့အဖွားကတေခါနီးကြောင်ကတန်းလျှောက်ပြောနေတာလို့ထင်နေခဲ့ပါတယ်ဒါကြောင့်သူမကသူ့ဖွားစာပနာပြီးတဲ့နောက်မှာသူမကလမ်းတွေပေါ်မှာပဲတောင်းရစားတော့ရင်းနေခဲ့ပေမဲ့နောက်ပိုင်းအိမ်နီးနားချင်းတွေကသူမကိုမပေးချင်ကြတော့ပါဘူးသူမရဲ့ရုပ်ရည်သွင်းပြင်ရတစ်နှစ်ကိုတန်းနဲ့ချီရှာနိုင်တယ်လို့သူတို့ကယူဆထားကြလို့ပါအိမ်နီးနားချင်းတွေရဲ့ပြောစကားတွေကမှန်ပေမဲ့ကောင်မလေးကတော့နားမထောင်ခဲ့ပါဘူးဘာလို့ဆိုသူမကလည်းခုကြည့်နေတဲ့သူတို့ရဲ့အလုံးမလုံးပဲတက်တောင်တက်တာနေချင်တာကြောင့်ပါဒါပေမဲ့ကံကြမ္မာဆိုတာကလည်းအင်မတန်တားဆီးရခတ်ပါတယ်တရက်တော့ဘုရင်ကြီးကသူပိုင်ဆိုင်တဲ့နန်းတော်ကိုဈေးနှုန်းလွန်ချိုချိုနဲ့ရောင်းချနေရဆိုတာကိုသူမကြားလိုက်ရတယ်အဲ့ဒီတော့ကောင်မလေးကအဖွားကိုပြောခဲ့တဲ့နောက်ဆုံးစကားကိုချက်ချင်းသတိရသွားတာကြောင့်ဘုရင်ကြီးစီသွားပြီးတော့နန်းတော်ကိုဝယ်ချင်တယ်လို့ပြောလိုက်တယ်ဒီအတွက်ဘုရင်ကြီးကရွှေတင်ကားတောင်းဆိုခဲ့ပေမဲ့ပြားစစ်တစ်စစ်တောင်မရှိတဲ့အဲ့ဒီကောင်မလေးကချက်ချင်းပဲသဘောတူခဲ့လိုက်တယ်သူမကတောင်းဆိုချက်တစ်ခုပြုလုပ်ခဲ့ပြီးတော့အဲ့ဒါကတော့ငွေကိုနောက်တစ်နှစ်ကြာမှပေးချေမှာဖြစ်ပြီးအတိုးအနေနဲ့ရွှေတင်ကား9000ပို့ပေးပါမယ်လို့ညှိနှိုင်းကြည့်လိုက်တော့ဘုရင်ကြီးကလည်းချက်ချင်းပဲသဘောတူပေးခဲ့ပါတယ်ဒီတော့ကောင်မလေးလည်းအယမ်းပျော်ရွှင်သွားခဲ့ပြီးတော့ပတ်စံပေးရမယ်ရက်မတိုင်ခင်သူမထွက်ပြေးမယ်လို့ကြံစီထားခဲ့တာပေါ့ဘုရင်ကြီးကသူမကိုတော့ပေးလိုက်တာနဲ့ကောင်မလေးကနန်းတော်ထဲကိုစိတ်လှုပ်ရှားစွာဝင်သွားပြီးကျမ်းပြင်ပေါ်မှာအိပ်ပျော်သွားခဲ့တယ်အဲ့ဒီချိန်မှာပဲကြောင်အော်တန်ဆူဆူဝါဝါတစ်ခုထွက်ပေါ်လာပြီးသူမလန်နိုးလာခဲ့တယ်သူမလည်းအဲ့ဒီကြောင်တလေးကလည်းသူမလိုပဲအိုးမဲ့အိမ်မဲ့ဖြစ်နေတာလို့ထင်မှတ်ပြီးဘေးနားမှာအိတ်ခွင့်ပြုခဲ့လိုက်တယ်ဒါပေမဲ့အဲ့ဒီချိန်ကစပြီးသူမရဲ့ကံကြမ္မာကတိတ်တဆိတ်စတင်ပြောင်းလဲနေပြီဆိုတာကိုတော့သူမမသိခဲ့ပါဘူးမနက်မိုးလင်းလို့နိုးလာတဲ့အခါမှာကြောင်တလေးကရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်ဒီနေရာမှာတော့တွေကလည်းသူ့နေရာမှာပဲရှိနေခဲ့ပြီးတော့တကားနဲ့ပြတင်းပေါက်တွေကလည်းအလုံးပိတ်ထားဆဲဖြစ်နေခဲ့တာကြောင့်ကြောင်တလေးဘလို့ထွက်သွားတယ်လဲဆိုတာကိုသူမစဉ်းစားလို့မရဘူးဖြစ်နေခဲ့တယ်အဲ့ဒီနေ့ညမှာကြောင်တလေးကနောက်တစ်ချိန်ပြန်ရောက်လာပြီးတော့ကောင်မလေးကိုအဖိုးတန်ကြောင်မြတ်ရတနာတစ်ခုပေးခဲ့ပါတယ်ကောင်မလေးလည်းဒီလောက်ရှားပါတဲ့ရတနာမျိုးတစ်ခါမှမမြင်ဖူးခဲ့ဘူးပေါ့သူမလည်းဘာမှစဉ်းစားမနေတော့ပဲရတနာကိုအိုးတလုံးထဲထည့်ထားပြီးကြောင်တလေးကိုဖတ်ပြီးအိပ်ပျော်သွားခဲ့ပြန်တယ်အဲ့ဒီနောက်ပိုင်းကစပြီးတော့ကြောင်တလေးကနေဘက်ဆိုရင်ရှုပ်ဝက်စွာပျောက်ကွယ်သွားတတ်ပြီးတော့ညဘက်မှာတော့ကောင်မလေးအတွက်ကြောင်မြတ်ရတနာတစ်လုံးအမြဲယူလာပေးနေကြတာကြောင့်မကြခင်မှာပဲအိုးတလုံးလုံးရတနာတွေနဲ့ပြည့်သွားခဲ့တယ်တရက်တော့ကောင်မလေးကဒီကြောင်တလေးမှာရှုပ်ဝက်ချက်တစ်ခုခုရှိရမယ်လို့ထင်နေကြတာကြောင့်အဲ့ဒီညမှာတကယ်မအိပ်ဘဲနဲ့အိတ်ချင်အောင်ဆောင်နေခဲ့လိုက်တယ်ကြောင်တလေးကကောင်မလေးအိပ်ပျော်နေပြီထင်ပြီးတော့တကားဝကိုသွားပြီးခြေထောက်နဲ့ခပ်ဖော့ဖော့နင်းလိုက်တဲ့အခါတကားကအလိုလျောက်ပွင့်သွားခဲ့တယ်ဒီနောက်ကြောင်လေးကအထဲကိုပြေးဝင်သွားခဲ့ပြီးတော့ကောင်မလေးနောက်ကလိုက်လာနေရဆိုတာတော့မသိခဲ့ပါဘူးကြောင်တလေးကနန်းတော်ရဲ့အနက်ရှိုင်းဆုံးအခန်းတစ်ခုစီကိုရောက်သွားတဲ့အချိန်မှာတော့ရုတ်တရက်နေရာမှာအကြောင်းတစ်ခုပေါ်လာပြီးအောက်ဘက်ကိုအဆုံးမရှိဆင်းသွားတဲ့လှေကားထစ်တွေပေါ်လာခဲ့တယ်ကောင်မလေးကလည်းကြောင်တလေးနောက်ကိုတိတ်တဆိတ်လိုက်သွားတဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အံ့ဩသွားခဲ့ရပါတယ်သူမရဲ့ရှေ့မှာစိန်တွေတီးနေတဲ့တစ်တော်သီးပင်တွေတင်မကပဲရွှေတွေတွဲလောင်းကျနေတဲ့တစ်ကြားသီးပင်တွေကိုပါတွေ့လိုက်ရတာပါကောင်မလေးကတက်တေဖြစ်တစ်ကိုင်းနှစ်ကိုင်းကိုချက်ချင်းချိုးယူလိုက်ပြီးအောက်ဘက်ကိုဆက်ပြီးတော့ဆင်းလာခဲ့လိုက်တယ်ခရုပ်ပက်လေကားရဲ့အဆုံးမှာတော့မြေအောင်နန်းတော်တစ်ခုရှိနေခဲ့ပြီးတော့ကြောင်တလေးကဘေးပတ်ဝန်းကျင်မှာဘယ်သူမှမရှိဘူးအထင်နဲ့သူ့ရဲ့ကြောင်ရေဝင်ကိုချွတ်ချလိုက်တဲ့အခါမှာတော့ချောမောလာပတဲ့မင်းသားလေးတစ်ပါးအဖြစ်ပြောင်းလဲသွားခဲ့တယ်ဒီနောက်တခြားမင်းသားတွေနဲ့အတူရေဆိုချိန်ပကွက်ကြားလေးပြက်နေပြီဆိုပြီးကတ်နေခဲ့ပါတယ်ဒါတွေအားလုံးကိုကောင်မလေးကမြင်တွေ့ခဲ့ရပြီးတော့သူမကနန်းတော်ထဲကိုတိတ်တဆိတ်ပဲပြန်လာခဲ့လိုက်တယ်နောက်တနေ့ကြောင်တလေးကသူမစီကိုပြန်ရောက်လာတဲ့အခါမှာတော့ရှင်ရဲ့ရှိုးအချက်တွေကိုကျမအားလုံးသိသွားပြီလို့ပြောပြလိုက်ပြီးတော့ချိုးယူလာတဲ့တစ်ကိုင်းနှစ်ကိုင်းကိုပါထုတ်ပြလိုက်တယ်အဲ့ဒီနောက်မှာတော့ကြောင်တလေးကစူးစူးဝါးဝါအော်ဟစ်လိုက်တာကြောင့်နန်းတော်ရဲ့မှန်ပြတင်းပေါက်တွေလည်းကွဲအပ်ကုန်ကြတယ်ဒီနောက်ကြောင့်အရေခွန်ကကွာကျသွားပြီးတော့အတွင်းကမင်းသားလေးပေါ်ထွက်လာခဲ့ပါတယ်တကယ်တော့မင်းသားလေးကဆုံးမကြီးတယောက်ရဲ့ကျိန်စာတိုက်ချင်းခံထားရတာကြောင့်သူ့ဘဝတစ်လျှောက်လုံးကြောင့်အရေခွန်ကိုဝစ်ဆင်ထားခဲ့ရတာပါမင်းကလေးတယောက်ကသူ့ရဲ့ရှိုးအချက်ကိုရှာဖွေတွေ့ရှိသွားမှသာကျိန်စာကပြေပြောင်းနိုင်မှာပါဒီနောက်မင်းသားလေးကကြောင်မြတ်ရတနာအားလုံးကိုကောင်မလေးကိုပေးခဲ့လိုက်ပြီးတော့ကောင်မလေးကလည်းအဲ့ဒီရတနာတွေကိုသုံးပြီးဖရင်ကြီးကိုပေးစရာရှိတဲ့ကြွေးမြီးတွေကိုဆက်လိုက်ပါတယ်အခုဆိုရင်တော့သူမကစိန်ခဏန်းတော်ကြီးကိုအပိုင်ရရှိသွားရုံတင်မကပဲချောမောတဲ့မင်းသားလေးနဲ့လက်ထပ်ပြီးသူမဖြစ်ချင်တဲ့အတိုင်းအလုံးလုံးစရာမလိုပဲအေးအေးဆေးဆေးနေနိုင်သွားခဲ့ပါတယ်